ဒီအရင်တောင်းမှန်ပါတယ်ကြီးမမြန်မာစကားနည်းနည်းလေးဝဲတဲ့ခါကျ English စကားမေးလို့ရပါလား ဗမာလိုဝတ်တဲ့မေး Oh okay Dasu Auntie it's such an honor ဗမာလိုဝတ်တဲ့မေးပါဆိုဘယ်နဲ့အင်္ဂလိပ် Auntie ကြီးမအရန်ကုန်ယူပါတယ် Auntie ကိုဒီနေ့တွေ့တာလေ ကျမတို့ဟာဘယ်လောက်ပဲကြာဒီနေ့ကမှစအနှစ်တရာတိုင်းဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်ကျမတို့ရဲ့နိုင်ငံကြီးဟာချမ်းချမ်းသာသာရှိနေမယ်ဆိုတဲ့အသည့်တွေနဲ့ပြေဝယုံကြည်နိုင်မဲ့နေ့တစ်နေ့ကိုရောက်ပါစေလို့ကျမဆုတောင်းရင်းနဲ့အားလုံးကိုကျေးဇူးတင်စွာနဲ့နှုတ်ဆက်သွားပါတယ်ကျေးဇူးတင်ပါတယ် ဗမာလိုမေးပါဆိုရင်အဲ့ဒါတော့ဒီအချိန်မှာပြောရမယ်ဗမာနိုင်ငံကထွက်လာတဲ့လူတွေကကိုယ့်ရဲ့မိခင်ဘာသာစကားကိုမမေ့ဖို့ကြိုးစားတာဒါစောစောကကျမပြောခဲ့တယ်လို့ပဲပေါ့နော်ကိုရောက်သွားတဲ့နိုင်ငံရဲ့ဘာသာစကားကိုကြောင်းကြောင်းကျင်ကျင်ပြောနိုင်တယ်ဆိုဂုဏ်ယူစရာဖြစ်တယ်ဒါနဲ့ကိုယ့်ရဲ့အမိဘာသာစကားကိုမေ့သွားတယ်ဆိုတော့ဂုဏ်ယူစရာမဟုတ်ဘူးအဲ့တော့ဒီဟာကိုတော့ထိမ့်သိမ့်ကြပါလို့ကျမအနေနဲ့မေတ္တာရက်ခံပါရစေနိုင်ငံတခြားနိုင်ငံတစ်ခုကိုရောက်သွားတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ကဘာပို့ပြီးတော့ကြီးသွားတယ်ပို့ပြီးတော့ကျေပြန့်သွားတယ်ကိုယ့်ရဲ့နိုင်ငံရဲ့ယဉ်ကျေးမှုတွေဘာသာစကားတွေထားပစ်ခဲ့ပြီဆိုရင်ပို့ပြီးတော့ကျေပြန့်သွားတယ်လို့ပြောတယ်အဲ့ဒါနဲ့စပြရစီအဲ့တော့